ကျမတို့ဘဝမှာကျမပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့ဆိုလို့ရှိရင်ကျမတို့ကျမရည်နဲ့ညီအောင်နေထိုင်ဖို့လိုအပ်ပါတယ်ကျမတို့ဘလောက်ပဲပတ်စံလေးချမ်းသာဘလောက်ပဲပညာတွေတက်ကျမတို့ကျမရည်မကောင်းရင်ဘာမှလုပ်လို့မရပါဘူးအဲဒါကြောင့်မို့လို့ကျမတို့ကျမရည်ကောင်းဖို့ရလိုအပ်ပါတယ်ကျမတို့ကျမရည်ကောင်းဖို့ရအတွက်ကျမတို့ဘာတွေလုပ်ရမလဲဆိုတော့လုပ်ရမယ့်အချက်တွေကတော့အများကြီးရှိပါတယ်ဒီဗီဒီယိုလေးမှာကျမကနေ့စဉ်ကျမရည်နဲ့ပတ်သက်ပြီးတော့မှလုပ်ရမယ့်အလေးအကျင့်တွေနဲ့ပတ်သက်ပြီးတော့စားတော့ရမယ့်ပုံစံတွေနေထိုင်ရမယ့်ပုံစံတွေနဲ့ပတ်သက်ပြီးတော့မှတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားလို့ရှိရင်တော့ကျမရဲ့ channel လေးကို like subscribe လုပ်ခဲ့ပေးပါဦးနော်ဒီမှာဒီဗီဒီယိုလေးမှာကျမကကျမတဲ့နေထိုင်ပြုမှုစားတော့ပုံလေးကိုတစ်ခုချင်းစီတင်ပြပေးသွားမှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ရှုပေးဖို့မြစ်တရက်ခံပါတယ်အဲဆိုလို့ရှိရင်ကျမတို့ရဲ့ကျမရဲ့နဲ့ပတ်သက်တဲ့အနေအထိုင်အစားအသောက်အလေးချင်းတွေကိုပြောဖို့ရဆက်တင်လိုက်ကြပါစို့နော်မတ်တစ်ကတော့ကျမတို့စာဟာရမြတ်တောင်စားရမှာဖြစ်ပါတယ်ဒီလိုစာဟာရမြတ်တောင်စားတဲ့နေရာမှာကျမတို့အသားငါအသီးအရွယ်ဆိုအောင်စားရပါမယ်ဒီလိုစားသွင်းတဲ့နေရာမှာလည်းလက်ဆက်တဲ့အသားငါအသီးရွက်တွေဖြစ်ဖို့လိုအပ်ပါတယ်ခုကကြတော့ဘယ်လိုလဲဆိုတော့ကျမတို့ကအသားငါအသီးရွက်တွေကိုမပုံမတိုးတဲ့ဆေးတွေတာရှိခံဆေးတွေစိုးဆေးတွေသုံးထားတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီစိုးဆေးတွေတာရှိခံဆေးတွေဟာဆိုလို့ရှိရင်ကျမတို့ရဲ့ကိုရင်းကလေးစာကျမကြီးကိုထိခိုက်စေပါတယ်ဒီဆေးတွေဟာကျမတို့ရဲ့ကြောက်ကနှလုံးသွေးတို့ကင်ဆာအဲ့လိုယောဂါတွေဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ကျမတို့တက်ဆင်းလက်ဆက်တဲ့အသီးရွက်အသားငါတို့စားသင့်ပါတယ်နောက်တစ်ခုကကျမတို့ရေမြတ်တောက်ဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ခန္ဓာကိုယ်ဟာသွေးလက်ပတ်မှုကောင်းဖို့ရအတွက်ကျမတို့ရေအများကြီးလိုအပ်ပါတယ်။အဲဒါကြောင့်မို့လို့ကျမတို့ဟာရေကိုတရက်ကိုစီတန်ပူနဲ့အနည်းဆုံး2 ဘူး3 ဘူးလောက်ကိုအောင်တောက်တင်ပါတယ်။အဲ့လိုတောက်မှလာကျမတို့ရဲ့ခန္ဓာကိုယ်ကကလေးစားတွေကကိုရင်းကလေးစားတွေကပုံမှန်ဆက်ရုံတစ်ခုကိုလည်းပတ်နေမှာဖြစ်တဲ့အတွက်ရေမြတ်တောက်ဖို့ရလိုအပ်ပါတယ်။နောက်တစ်ခုကတော့ကျမတို့နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တင်ပါတယ်။ကိုယ်လက်လှူရှာဖို့ကျမတို့ခန္ဓာကိုယ်ရဲ့သွေးလက်ပတ်မှုကောင်းအောင်ပုံမှန်ဖြစ်စေရန်အတွက်ကျမတို့ကနေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တင်ပါတယ်။လေ့ကျင့်ခန်းဆိုတာကတော့ heavy မဟုတ်ဘူးပေါ့နော်။ဘာလို့လေ့ကျင့်ခန်းလုပ်မလဲဆိုတော့ကျမတို့မနေ့ကလမ်းလျှောက်တာမိနစ်20လောက်ပေါ့။မနေ့ကလမ်းလျှောက်တာမဟုတ်ရင်ပုံမှန်လေးပြေးတာမဟုတ်ရင်ကျမတို့ဘာလေ့ကျင့်ခန်းလေးတွေကိုကျမတို့မိနစ်20လောက်တည့်ရမိနစ်20လောက်နေ့စဉ်လုပ်ဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ကျမတို့ရဲ့ခန္ဓာကိုယ်ကကလေးစားကိုရင်းကလေးစားတွေကပုံမှန်ကျမာနဲ့လမ်းလျှင်လှုပ်ဆောင်နေဖို့ရတဲ့ကျမတို့နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလေးအနည်းဆုံးမိနစ်20လုပ်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့ကျမတို့မိမိရဲ့စိတ်ကိုနားပေးသင့်ပါတယ်။ကိုယ်ကိုလည်းနားပေးသင့်ပါတယ်။အဲ့လိုနားပေးတဲ့အခါမှာကျမတို့ကမိမိရဲ့စိတ်ကိုပြန်လည်စမ်းသပ်ဖို့လိုတယ်ပြန်လည်ဆန်းစစ်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့အဲ့လိုအနာမပေးဘူးဆိုလို့ရှိရင်ကျမတို့ဟာအလုပ်တွေကိုမလုပ်နိုင်ဘူးပေါ့နော်။အဲ့ဒါကြောင့်မို့လို့ကျမတို့တိတ်ဆိတ်နေတတ်တဲ့နေရာမှာကြောက်ထဲနေတာမျိုးစိတ်ကိုလူကိုအနာပေးတာမျိုးတရားထိုင်တာမျိုးလုပ်တင်ပါတယ်။မိမိကိုယ်ပြန်ဆန်းစစ်တင်ပါတယ်။ဒါမှမဟုတ်ရင်လည်းကျမတို့ကိုယ်စိတ်ဝင်စားတဲ့ယောဂလေ့ကျင့်ခန်းလိုဟာမျိုးပေါ့နော်။အဲ့လိုမျိုးလုပ်တင်ပါတယ်ပြီးတော့တစ်ခါတလေကြာရင်လည်းကျမတို့အသက်ရှူလေးချိန်ကလိုမျိုးလုပ်တင်ပါတယ်အဲ့လိုလုပ်တဲ့အခါမှာကျမတို့တယောက်တည်းနေပြီးတော့မှကျမတို့ရဲ့ကိုယ်ကိုပြန်လဲဆန်းစစ်ပြီးတော့ကျမတို့တွေ့နေရတဲ့အခက်အခဲတွေနော်ပြဿနာတွေမိသားစုရေးတွေအလုပ်ကိစ္စတွေပြန်ဆန်းစစ်ပြီးတော့မှတယောက်တည်းမိမိကိုယ်ကိုသတိထားဆင်ခြင်ပြီးတော့မှပြန်လဲအပြေရှာသင့်တယ်ပေါ့နော်ဒီလိုလုပ်တဲ့အခါမှာကျမတို့စိတ်ဖိစီးမှုတွေလျှော့ချစေနိုင်ရပါတယ်အဲဒါကြောင့်မို့လို့ကျမတို့စိတ်ဖိစီးမှုလျှော့ချဖို့ရတဲ့ကျမတို့တရားထိုင်တာယောဂကျင့်တာတွေဒါမျိုးတွေလုပ်တင်ပါတယ်နောက်တစ်ချက်ကတော့ကျမတို့အေးအေးဝဝအိတ်တင်ပါတယ်ကျမတို့အေးအေးမဝဘူးဆိုလို့ရှိရင်နောက်နေ့ကျရင်ကျမတို့အလုပ်မှာအာရုံမဆိုင်နိုင်တာတွေအင်အားကြီးနေတာတွေအိတ်ချင်တာတွေဖြစ်တတ်ပါတယ်ကျမတို့ရဲ့အာရုံစူးစီးမရတာတွေဖြစ်တတ်တယ်အဲ့လိုအေးအေးမဝတဲ့အခါမှာကျမတို့ကျန်းမာရေးနှလုံးကြောက်ကကိုရင်းကလေးစားတွေရဲ့ကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်အဲဒါကြောင့်မို့လို့ကျမတို့နောက်တည့်ရက်မှာကျမတို့လမ်းလမ်းဆန်းဆန်းနဲ့တက်ကြွနဲ့ကျမတို့ရဲ့ဦးနှောက်တွေကိုပြပြဝဝအသုံးချနိုင်ဖို့အတွက်ကျမတို့အေးဝအောင်အိပ်ဖို့လိုအပ်ပါတယ်ကျမတို့ဟာအေးဝအောင်အိပ်ဖို့ဆိုရင်ကျမတို့အနည်းဆုံးတရက်ကို9နာရီ10နာရီလောက်အိပ်တင်ပါတယ်အဲ့ဒါမှကျမတို့အေးဝဝအိပ်ပြီးတော့မှခန္ဓာကိုယ်ကစွမ်းအင်တွေတိုးပွားလာပြီးတော့မှကျမတို့လုပ်ချင်တဲ့အလုပ်တွေကိုအောင်မြင်စိတ်ချလက်ချလုပ်နိုင်မှာဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ကျမတို့ရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကျမတို့မိသားစုတွေနဲ့ကျမတို့အမြဲတမ်းဆက်သွယ်နေရမှာဖြစ်ပါတယ်သူတို့ရဲ့အခက်အခဲတွေကိုကိုက
တီးဖို့လိုတယ်ကိုယ့်ရဲ့ခက်ခဲတွေကိုလည်းသူတို့ကတီးဖို့လိုတယ်သူတို့ရဲ့အကြံဉာဏ်ကောင်းတွေကိုယူဖို့လိုတယ်ကိုယ့်ရဲ့အကြံဉာဏ်ကောင်းတွေကိုလည်းသူတို့ကိုပေးဖို့လိုတယ်ကိုကဘာဖြစ်လို့လဲဆိုတော့ကျမတို့ကတယောက်နဲ့တယောက်ဆက်သွယ်နေတဲ့အခါမှာသူတို့ဒီကအကြံဉာဏ်ကောင်းတွေကိုရတယ်လို့ကိုယ့်စီကအကြံဉာဏ်ကောင်းတွေကိုလည်းကြပါတယ်အဲ့ဒါကြောင့်မို့လို့ကျမတို့ကမိသားစုဆွေမျိုးသားချင်းကိုယုံကြည်ရတဲ့ပေါ့နော်ကိုယုံကြည်ရတဲ့မိသားစုဆွေမျိုးသားချင်းတွေနဲ့ဆက်သွယ်နေဖို့လိုပါတယ်အဲ့ဒါမှကျမတို့ရဲ့ဘဝဟာတိုးတက်ပြီးတော့မှဖွံ့ဖြိုးတဲ့ဘဝဖြစ်လာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျမတို့ရဲ့စိတ်ကိုအမြဲတမ်းကြည်လင်အေးချမ်းစေဖို့အတွက်ကျမတို့ရဲ့ပတ်ဝန်းကျင်ဟာ positive အကောင်းမြင်တဲ့ပတ်ဝန်းကျင်ဖြစ်ဖို့လိုအပ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာမိမိကိုအကောင်းမြင်တဲ့မိမိရလည်းအကောင်းမြင်တဲ့ပတ်ဝန်းကျင်မိသားစုဆွေမျိုးသားချင်းတွေနဲ့ဝိုင်းဖွဲ့ထားဖို့လိုအပ်ပါတယ်ဒီချင်၅ချက်ကတော့ကျမလှပ်ပါတယ်ဘဝမိသားစုဘဝတစ်ခုကိုပိုင်ဆိုင်ဖို့အတွက်လိုက်နာရမယ့်အချက်တွေဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဘဝမှာလှပကျမ်းမာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရဖို့အတွက်ဒီအချက်၅ချက်ကိုကျမတို့နေ့စဉ်ပြုကျင့်လိုက်နာဖို့လိုအပ်ပါတယ်အားလုံးကိုပြီးဆုံးအောင်ကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းပြန်တွေ့ကြပါမယ်နော်